ကြောင်လဲနေ့ရက်များဘယ်လန်းကိုရွေးချယ်ပြီးဘယ်လိုရှေ့ဆက်ရမှမသိတဲ့နေ့တွေလည်းရှိခဲ့ပူတယ်ဘဝကိုဒီတိုင်းဖြစ်ချင်ရဖြစ်ပလေဆိုပြီးလက်လျှော်လိုက်ခြင်းတဲ့အခိုက်အတန့်ဒီချိန်ထက်မကရှိခဲ့ပူတယ်ဘသူ့ကိုလွမ်းမှမသိလွမ်းခဲ့ပူတယ်အကြောင်းပြချက်ရေးရမရှိပဲဝန်နဲ့မျက်ရည်ကျခဲ့ရတဲ့နေ့တွေလည်းရှိခဲ့ပူတယ်ရှင်ဘက်တစ်ခုလုံးမွန်းချက်ပြီးသေမတက်ယူမတက်နာကျင်ရတဲ့အခါဘသူ့ကိုဖုန်းဆက်ပြီးရင်ဖွင့်ရမှန်းမသိတဲ့နေ့တွေလည်းရှိခဲ့ပူတယ်ကိုနဲ့တက်တူရွယ်တူတွေတိုးတက်အောင်မြင်နေချိန်ကို့အနာဂတ်ကြအမောင်မိုက်ဆုံးနေ့တွေဖြစ်ခဲ့ပူတယ်ချစ်ချင်းမြတ်တာပါအလုံးအလောက်မရပြန်တော့စိတ်အားငယ်ရတဲ့နေ့တွေများခဲ့တယ်ကို့အတွက်လင်းရောင်လေးရှာဖို့ခက်လိုက်တာညီးမိတဲ့နေ့တွေရှိခဲ့ပူတယ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေးပြီးစိုးရိမ်ပူပန်ရတဲ့နေ့တွေရှိခဲ့ပူတယ်ဒီလိုနဲ့ဘဝနည်းရတွေကြော်ဖြတ်ရင်းအရွယ်ရောက်လာခဲ့တယ်လောကရန်ရိုက်ခတ်တာအတော်ကျမ်းပါလား